မင်းတို့မင်းညံ့မျိုးရမယ်လို့ထင်လို့လားမင်းတို့နဲ့အနီးဆက်ငါမင်းတို့ပြောပြမယ်နော်အခုဗမောကြည့်လိုက်တိုက်လို့မရဘူးအဲ့ဒါ KIA နဲ့နော်အခုရမခါကိုတိုက်သွားတယ်မြောက်သုံးကောင်နဲ့ပေါင်းတယ်မင်းတို့ PDF ပါတယ်မင်္ဂလာပါ CKS နဲ့လည်းကြိုဆိုပါတယ်ခင်ဗျာ CKS နဲ့ဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့တဲ့လူတဲ့ဦးများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ CKS နဲ့ကိုစုစုခိုင်းတဲ့လုပ်ပေးပြီးဆောင်ရွက်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာဒီအခုတို့မုံရွာစကိုင်းပေါ့နော်စကိုင်းအနောက်မြောက်တိုင်းစရက်နန်းကျုပ်ပေါ့နော်အဲ့ဒီဘက်ကိုပြီးတော့အခုနေပြည်တော်မှာရောက်နေတာနေပြည်တော်ကနေကိုတို့ကဟိုဘက်တာချီလိပ်ဘက်ကိုဆက်ထွက်မှာတိုင်းပြည်ရဲ့အခြေအနေတစ်ခုပေါ်မှာမူတည်ပြီးတော့မှအခုတို့လုံနိုင်တဲ့အလုပ်လုပ်တာပေါ့ညီလေးရနော်ဒူဘိုင်းကနေအားပေးနေရဆိုတော့လဲကျေးဇူးတင်ပါတယ်ပူလာကိုကြီးတယ်ဒီမှာအဲကွန်းဖွင့်ထားတယ်ကြည့်မှာကြည့်လို့ရတယ်မှာအဲကွန်းကျွန်တော်အခန်းထဲမှာတယောက်တည်းအေးဆေးပဲကျွန်တော်ပြလိုက်မယ်ပေါ့နော်ကျွန်တော်ပြီးဒီမှာလိုအပ်ကြည့်တယ်ကျွန်တော်ပြောချင်တာကသတင်းချက်လက်လေးတွေဖြစ်ဒီနေ့အခုဒီနေ့မြန်မာပြည်ဒီအလဲပိုင်းပေါ့ဒီမင်းကြံမှာတိုက်ပွဲတွေတော်တော်များများဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အကြောင်းအရာတွေအချက်လက်တွေကတော့အချိန်နဲ့တပြေးညီတော့ပို့ဆောင်ပေးတယ်နော်ပို့ဆောင်ပေးတယ်ကျွန်တော်တက်နိုင်တာကျွန်တော်လုပ်ပေးတယ်ဒါကျွန်တော်တဦးတည်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အားလုံးကပူးပေါင်းဖို့လိုတယ်ပေါ့နော်အဲပူးပေါင်းရင်းနဲ့ဆွေးတယောက်တည်းပါပူနေတာမဟုတ်ဘူးဒီမှာဟိုတည်င်းလေးပြောချင်တာပေါ့ TikTok မှာလည်းကျွန်တော်တို့မနေ့ကကျွန်တော်တင်လိုက်တာ community standard ဆိုပြီးတော့ကျွန်တော်ကိုကင်ထလိုက်တာကျွန်တော်တို့ချင်းတွင်းမြစ်ပေါ့နော်ချင်းတွင်းမြစ်ကိုကျွန်တော်ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ရောက်တော့သွားခဲ့တာကကျွန်တော်တချင်းဆိုထားတဲ့ချင်းတွင်းမြစ်လေကောင်မှာတင်းမိုးကောင်မှာတချင်းဆိုထားတဲ့ file တွေရှိတယ်ဒါပေမဲ့ခက်နေတာအားလုံးကပျော်ပျော်ပါးပါးတော့ဆိုကြတာပေါ့နော်ဟိုကိုကျော်စိုးပြောသလိုပဲအလောင်းတွေ9လောင်းတို့3လက်တို့ရတာတွေရှိတယ်ပေါ့နော်ရတွေရှိတော့ကျွန်တော်တို့ကစစ်ကြောင်းနဲ့အတူကျွန်တော်တို့လိုက်ချင်တယ်ကျွန်တော်တို့လိုက်ခွင့်ပေးလို့ရလားကျွန်တော်တို့ပြောတော့စစ်ကြောင်းနဲ့တော့လိုက်လို့မရဘူးပေါ့နော်အနေအရန်ကြီးတယ်ကြီးတော့ဟိုကျွန်တော်တို့နီးကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့စီစဉ်ပြီးတော့ကျွန်တော်တို့သွားခဲ့တယ်ဒီလိုအရက်သားပုံစံမျိုးပဲကျွန်တော်တို့ရုပ်တွေလည်းတိတော့သွားတာပါသွားတော့တကယ်တော့လိုင်းပေါ်မှာပြောသလောက်မဆိုးဘူးဗျ PDF ကလည်းမရှိသလောက်ဖြစ်နေပြီ PDF ကအခုဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်ဒီဘဲရင်ကိစ္စနော်ဒီဘဲရင်ကိစ္စကိုကျွန်တော်အရင်စပြောမယ်ဗျာဟိုတော်လေးခတ်တယ်ဒီဘဲရင်ကိစ္စကလိန်တာလည်းမဟုတ်ဘူးသူတို့ကလိန်နေတာခင်ဗျားများစဉ်းစားကြည့်ဂျက်ဖိုက်တာပေါင်900နဲ့ဘုံကျဲတယ်ကဲဟုတ်ပြီကျဲပြီဗျာဘယ်မှာလဲကျဲကလေးတွေចောင်းစိမ့်အဖြူစိမ့်နဲ့နော်ကလေးတွေကလေးတွေတေတဲ့လူတွေမဟုတ်သူတို့စောင်းနေပတ်ထားပြီးတော့မှအဲ့တိုင်းလှုပ်ထားတာနော်သူတို့တော်လိုင်းရေးကြရှုံးသွားတာသူဒီကျွန်တော်တခုပြောမယ်နော်ကျွန်တော်တကားပြောချင်လို့ကျွန်တော်ဒီအချိန်မှာတက်ပြောလာတာဘာလဲယူကရိန်းဆိုတာတဲ့နော်ဒီကျွန်တော်တို့သားတွေကျွန်တော်တို့ဗမာလူမျိုးပေါ့ဗျာတော်ချင်းတဲ့လို့လွယ်တဲ့လူမျိုးဗျနော်တနင်္လာရီတိုင်းမှာရှိတာတဲ့အဲ့ဒီယူကရိန်းဟာတဲ့ယူကရိန်းအလံနဲ့အဲ့ဒီအဖွာကြီးအခုမိုးကုန်းမှာဆိုလဲပါလေအောင်တပြည်နဲ့ဂျိုမယ်တို့ဘာတို့ညာတို့ဆိုပြီးတော့အခုမိုးကုန်းဖြစ်တော့အဲ့အောင်တပြည်နဲ့ဘယ်သူကသွားဂျိုလဲဟမ်မြန်မာပြည်ကဒီကျွန်တော်တို့ပေါ်တော့ဒီလိုကျွန်တော်တို့ပြောတဲ့ဒီ social မှာပြောတဲ့ဟို public မှာပြောတဲ့အတန်တွေသူတို့မသိဘူးလားမသိဘူးနော်ကျွန်တော်တို့ကသူတို့သိသေးခြင်းလို့ဒီလောက်ထိတက်ပြောနေတာဒီပိုင်းဘုံကျဲတယ်တဲ့အဲ့ဒီဆရာမဘုံကျဲပါပြောပြီးအဲ့ဆရာမမသိဘူးနော်ဖြစ်နေတာအဲ့ဒီကလေးတွေကိုပတ်ထားပြီးတော့
အဖြူစိမ့်တွေဝေပြီးစောင်းကြီးပတ်ပြီးတော့မှမဟုတ်ပြောချင်တာတော့ဆက်ဆက်ပြီးပြောမှရမှာဖြစ်တာမလို့အဲ့အကြောင်းဟာရှုပ်တိမရှိတဲ့ကိစ္စသိရမလားအဲ့တော့ကျွန်တော်တို့တောသူတောင်သားတွေရိုးသားတဲ့လူတွေကိုနော်ရိုးသားတဲ့လူတွေကိုဟိုပတ်စံလေးမစိုးတလောက်လေးပေးအခုဆောင်းကားတို့လိုကောင်းနေပေါ့ဟမ်လူမောင်ကိုကူးပြီးတော့မှMNDA မြောက်သုံးကောင်ဟုတ်လား DNN တို့ AA တို့နဲ့တိုက်ပြီးတော့မှအခုစစ်တပ်ကကြီးစံတစ်ချက်မပေါက်ပါလေဝင်တော့ဒီကောင်တွေဘယ်ပြောက်သွားနိုင်မသိဘူးမရှိတော့ဒါအရှိတရားကိုပြောတာခင်ဗျားတို့ဒီဘန်းရေးကိစ္စကတစ်ဖက်ကလည်းပြောကြတာဗောဒီဘက်တစ်ဖက်ကလည်းဘာဖြစ်တယ်ညာဖြစ်တယ်ဒီဒါကိုယ့်ဘက်ချင်းချင်းကတော့သူကသူပြောချင်ရပြောဘာသိပြတ်တာမရှိဘူးလိန်နေတာကြီးကိုတိတိကြီးနဲ့ကဲအဲ့ဒါဆိုပေါင်900ဘုံနဲ့ကျဲဆိုအဲ့ပတ်ပေါက်တော့ဝယ်ရှိတယ်အပေါက်ကိုဟမ်အဲ့အပေါက်ကိုစစ်တပ်ကကျဲပါတယ်တဲ့ဟာပြလိုက်တဲ့ကြီးလာအောင်ကလေးရဥပါဟို10အောင်သား15အောင်သားနဲ့ဝင်လောက်တဲ့စက်ပတ်ကနေထွက်တဲ့အပေါက်လောက်ရှိတဲ့ဟာကိုအဲ့ဒါကိုဂျက်ပိုက်တာဘုံကျဲပြီးတော့ကလေးအယောက်20သိမ်းပါတယ်ဆိုတော့အကုန်ယုံနေဟမ်ပြီးရမှာဟိုဆောင်းကြီးနဲ့ပတ်ပြီးတော့နော်အဲ့ဒါကနေဘလို့ဖြစ်လာလဲသူတို့စောက်ချက်ကွဲရောနော်လိန်နာသူတို့အန်နူဂျီကိုပတ်စံလိန်တောင်းပါဗောကျမတို့စာတင်နေတဲ့အချိန်ကျဲပါတယ်အန်နူဂျီတို့ MOG တို့လက်ဖြစ်ပါဆိုတော့အခုကျတော့စောက်ချက်ကွဲတော့အခုဂင်းညံမှာဟုတ်လားတိုက်ပွဲပေါ်ဆောင်တာပြင်းစီနထိုးကြီးတောင်သားမြင်းကြံခရိုင်ရုံးဟိုလာပစ်တယ်ဒုံးဝုံချတယ်ပြီးလို့ရှိရင်အဲ့6တောသားတွေဗမာတွေပဲနော်ဒီ PDF တွေဗမာတွေမေလို့တွေမင်းတို့ကျွန်တော်ပြောတယ်နဲ့ပြောရင်ကောင်းပြောမဆဲလို့မရဘူးနော်ကျွန်တော်လိုလည်းမဆဲဘူးနော် line မှာကြော်မျိုးမင်းကြော်စိုးဦးနော်နောင်တော်လေးစနိုက်ပါစုသတင်းမီဒီယာပေါ့နော်ဒါသဇင်ဦးနောက်မပုတုနောက်ပေါက်ကိုတော့ကျွန်တော်တို့ဘယ်သူမှမဆဲဘူးကျွန်တော်တယောက်တည်းကွဲထွက်နေတဲ့ကောင်နော်ကွဲထွက်လဲကျွန်တော်တို့ကောင်ရှိမှလဲရမှာလေဆဲမှာပေါ့နော်ဒီမေလိုးတွေဗမာ PDF တွေဘလောက်ပြောနားမလဲဘူးဒီကောင်လေအခုဘာသွားလို့လဲမြင်းကြံကိုသွားတိုက်တယ်အကုန်လုံးစုပေါင်းပြီးဒီဘင်းရင်ကဒီကြောက်စဲနဲ့ပတ်သက်တဲ့နော် PDF ခေါင်းဆောင်တွေမှာနာမည်တွေရှိရကျွန်တော်ရွတ်ပြမယ်နော်မြင်းကြံတဲ့နရိုးကြီးတောင်းတာပြီးဒီကောင်လေးတင်းလေရွာလင်းနေပြီနော်ဗမော်မာလည်းမနိုင်တော့ဘူးသေပြီအတုံးယုံသေတာနော်ဗမော်မာလည်းသေတာတောက်လဲနော်ရခိုင်လည်းသွားမရဘူးအေးလည်းမျိုးတုံးလူနီးပါဖြစ်နေပြီဗမာ PDF ကလည်းကြောင်တောင်နဲ့အခုချိန်ဒီ NUG MOG ဒီပဲရင်ကိုဖြစ်တာနဲ့မေစပတ်ကွာငါတို့တောင်မှချင်းတွင်းမြစ်ထဲမင်းတို့တွေတိုက်ပါတယ်ခိုက်ပါတယ်ဆိုတဲ့နေရာမင်းတို့တွေပြောတယ်မုံရွာဟာလားကြောက်ကလမ်းစုံတို့ချင်းတွင်းဟွာတို့နောက်ဗာလေမင်းတို့အခုမုံရွာမှာမင်းတို့ဈေးထဲမှာပြန်ပေးဆွဲနေတဲ့နေရာတွေငါတို့ကုန်ရောက်နေရလေတိုင်းပြည်ကငြိမ်းချမ်းနေပြီနော်သူ့ရဲ့အစင်းစင်းအုပ်ချုပ်မှုပိုင်းဆိုင်ရာအောက်မှာတိုင်းပြည်ကငြိမ်းချမ်းနေပြီနော်မင်းတို့တွေအခု NUG MOG ဆိုတဲ့စောက်ပုံမလာတဲ့စောက်အစိုးရတွေနော်စောက်လေလိုင်းပေါ်မှာတရားမဝင်တဲ့စောက်ဆိုးရတွေအောက်မှာမင်းတို့ဗမာပြည်တွေကြာရှုံးနေတာနော်မင်းတို့ကလည်းအခုချိန်ထိနောက်တော့တော့တိုက်အခု30မှာဟဲ့အောင်ငါသတင်းပေးတာ30မှာငါပြင်ဦးလေးမှာမရှိဘူးမင်းတို့30ကိုမနေ့ကဘုံကျဲလိုက်တာငါပေးတာကွာရှင်းလားမင်းတို့တွဲကားမှာအုံးဆိုပြီးတော့အလဲကနေပြက်ကြသွားတာပြက်ကြသွားမင်းတို့ည9နာရီခွဲမှာလူရောက်20လောက်ကန်တာ2စီးလောက်နဲ့တင်ပြီးမင်းတို့နောင်ချိုဘက်ကိုသွားတာအကုန်သိတယ်ရှင်းလားမင်းတို့တေတာမှာတောက်လဲတေတာအဲ့မှာနော်30အဲ့မှာဟိုကနောင်ချိုခုအုံမတီအုံမကနေဝင်သွားရင်နော်ဆမ်ဆယ်နဲ့30ဆိုတာရှိတယ်မင်းတို့ဗမာပြည်တွေငါတို့ဒီလောက်ပြောတာမင်းတို့နားမလဲဘူးလားနားမလဲဘူးလားမင်းတို့ဘာဆက်လုပ်မှာလဲအခုတိုက်ပွဲဖြစ်နေပြီ PDF နဲ့မိုးကုတ်မှာ TNN နေနဲ့ကဲဘာလုပ်မလဲ
TNN နဲ့ PDF နဲ့မိုးကုတ်မှာတိုက်ပွဲဖြစ်နေပြီမင်းတို့အဲ့လိုတိုက်ပွဲဖြစ်မနေနဲ့တက်ဘက်ကိုအလင်းဝင်ပြီးတော့မှပြန်ချဒီကောင်တွေကိုမင်းတို့သိသွားပြီမယုံသွားမေးလိုက်မိုးကုတ်မှာကျွန်တော်လူတွေအများကြီးမိုးကုတ်မှာဒီနေ့ TNN နဲ့ PDF နဲ့တိုက်ပွဲဖြစ်တာချတာ PDF ကမခံနိုင်တော့လို့နောက်ဆုံးသွားမေးလိုက်မယုံလဲနေယုံလဲနေဗျာခင်ဗျားတို့ဘာမှယုံခင်ဗျားတို့ယုံအောင်ပြောနေရလဲကျွန်တော်မဟုတ်ဘူးတော့ကြည့်ကျင်တဲ့လူကလည်းလာကြည့်ွားနော်အဲ့တော့ကျတော့အကုန်လုံးကတိုင်းပြည်ကိုပျက်စီးလို့ပျက်စီးခြင်းနဲ့စိတ်ကဲကျွန်တော်ရဲ့သဇင်ဦးရဲ့ကြော်စိုးဦးရဲ့၃ယောက်နော်ကျွန်တော်တို့တချင်းစိုးနဲ့ကခုံပေါက်နေအဲ့ချင်းတွင်းမြစ်ထဲမှာပုံနေရှိတယ်နော်တင်လို့ရှိရင်ဒီဘက်ကတစ်ဖက်ကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေပါလို့ကျွန်တော်တင်လို့မရလို့ကျွန်တော်ကတင်ကျင်တာကျွန်တော်လည်းမေ့သွားတာနော်အဲ့တော့မြင်းကြံအခုမြင်းကြံကိုဝိုင်းတိုက်တယ်အင်းစီတောင်သာနရိုးကြီးမြင်းကြံခရိုင်ရုံးဒီနေ့မနေ့ချတယ်နော်သူတွေကိုတည်းတိုက်ပွဲတစ်ခုဆိုတာကိုယ့်ဘက်သူ့ဘက်ကြာဆုံးရှိတယ် PDF ဗမာ PDF တွေတေးတာနဲတာမဟုတ်ဘူးအပုံလိုက်ပဲအဲ့မှာခင်ဗျာကြည့်လိုက်အုံနောက်တွေပါထွက်တာနော်အုံနောက်တွေပါထွက်တာအုံနောက်တွေပါနော်ပြီးမှလေနဲ့ဘုံကျဲတယ်လို့ဘာလို့ကြတော့တိုင်းသားအရောက်မင်းတို့ဗမာ PDF တွေကိုငါတခွန်းပြောမယ်နော်တိုင်းသားလည်းကအကြောင်းပဲအကျမ်းပဲတောင်းချမ်းသူဆိုတာကသူတို့နှစ်ပေါင်းများစွာသူတို့လက်ကန်လာတာမင်းတို့ဗမာ PDF ကမနေရမှကင်တာမင်းတို့ဗမာ PDF အတွက်ဘယ်နေရာမှာမင်းတို့အုပ်ဆိုးလို့ရမလဲငါ့ကိုပြောစမ်းပြောမင်းတို့ဗမာ PDF တစ်ဖွဲ့တည်းနဲ့တက်မတော်မင်းတို့တော်လန်လို့ရမယ်လို့ထင်လို့လားဟုတ်မေးကြည့်တာပါမင်းတို့ဟမ်ထင်လို့လားတိုင်းသားလက်ကန်အကြမ်းဖက်တောင်းချသူတပုံနဲ့တက်မတော်နဲ့ဆိုတာလွတ်လပ်ရေးလာရလာတဲ့ဒီ KNU လို့ပါလို့ဆိုတာအတူတူရှင်တွဲပြီးတော့မှဖြစ်လာတာဟာအကြောင်းတွေကစောက်ဘောတွေကဟမ်မင်းတို့ဗမာ PDF ကဘယ်လိုတိုက်မှာလဲမင်းတို့ဗမာတွေပဲကြာရှုံးသွားတာမင်းတို့မိုးသီးစွန်တို့ဟမ်မြန်မာနိုင်ငံမှာဟမ်မင်းတို့အရင်တော့မင်းတို့ကြားလာပါပီမားတို့ဘာလို့ဇလန်းနေမင်းတို့သိရမလားအခုဘိုက်ကြီးတွေဟာလေအခုမြင်းကြံမင်းတို့ကြည့်မလားဒီဘုံထဲမှာရှိတယ်မြင်းကြံမြို့မှာမက်သီတာယူမှုမိတဲ့ PDF အင်ကြီးဟွာနဲ့ကောင်းပါလေးနဲ့ငါနဲ့ပိုင်းဗီဒီယိုကောပြောထားတာတွေရှိတယ်နော်မင်းတို့ဘက်ကလာအဲ့လိုမျိုးဖမ်းလိုက်ရင်မရင်းကျင်ပါနော်မင်းတို့ဗမာ PDF ဘလို့နိုင်ပါလဲဟမ်တိုင်းသားနဲ့ခိုင်တောင်းချမ်းတပုံနဲ့မင်းတို့မတွေ့မင်းတို့ငါစောနာပြောတယ်မိုးသီးဇုံတို့အခုနော်သူရိယနေဝင်ကမိုးဟိန်းတို့အရင်တော့88ကျောင်းသားတွေအများကြီးအခုဖင်လန်မှာရှိနေတဲ့မောင်ဆိုးတို့အများကြီးငယ်ငယ်လေးတွေသူများရောင်လို့လိုက်အောင်မောင်တော်မန်းမြောင်မန်းမသိဘူးနော်အခုမင်းတို့အဲ့လူတွေဘာကာကွယ်နိုင်လဲဥပမာမနိုင်ဘူးဗမာတွေပေါက် PDF မင်းတို့ကြာဆုံးမယ်မင်းတို့ဘွားတွေပြတ်မယ်ငါပြောသလိုမင်းတို့ဆေးကျွေးမယ်ဆေးနဲ့ထိမ့်မယ်မိမနဲ့ထိမ့်မယ်အရက်နဲ့ထိမ့်မယ်ပြီးမင်းတို့အဲ့နဲ့ခိုင်းမယ်ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးကိုပြန်တော်လန်ခိုင်းမယ်အခုမြင်းညံမှာမင်းတို့ဒီနေ့တိုက်တယ်ဟုတ်လားမင်းတို့ဘယ်တော့တိုက်လို့ရမှာလဲမင်းတို့မြင်းညံမျိုးရမယ်လို့ထင်လို့လားမင်းတို့နဲ့အနီးဆက်ငါမင်းတို့ပြောပြမယ်နော်အခုဗမောကြည့်လိုက်တိုက်လို့မရဘူးအဲ့ဒါ KIA နဲ့နော်အခုရမခါကိုတိုက်သွားတယ်မြောက်သုံးကောင်နဲ့ပေါင်းတယ်မင်းတို့ PDF ပါတယ်